မင်္ဂလာပါရှင်ဒီနေ့ပြသပေးမယ့်စာအုပ်လေးကတော့ Jane Austen ရေးထားတဲ့စာအုပ်ကလေးပေါ့နော် Jane Austen ရေးထားတဲ့စာအုပ်ကလေးကိုကလေးတွေနားလည်လွယ်စေဖို့အတွက် retold version နဲ့ပြန်ပြီးတော့ဒီ Joanna Nadine ရဲ့နောက်ပြီးတော့ဒီ Stephen Butler ရဲ့နောက်တစ်ယောက်ကကြတော့ Aisha Malik ပေါ့နော်သူတို့တွေကပြန်ပြီးတော့လွယ်ကူတဲ့စကားလုံးမျိုးကိုသုံးပြီးတော့ပြန်ပြီးတော့ကလေးတွေအသက်8နှစ်ကနေ12နှစ်ကလေးလေးတွေဖတ်လို့ရအောင်ရေးပေးထားတဲ့classic စာအုပ်ကလေးပေါ့နော်ဒီစာအုပ်ကလေးတွေပါဆိုရင်အသက်8နှစ်ကနေ12နှစ်ကလေးလေးတွေအတွက်တင်တော့ပါတယ်သူကစာအုပ်ဆိုင်ရောင်းဈေးကတအုပ်ကို46,500ကျပ်ပါရှင်အခုဒါလေးတွေဝယ်မယ်ဆိုရင်40% discount shop ပေးနေတာမို့လို့29,900နဲ့ပဲရမှာဖြစ်ပါတယ်အတွင်းလေးကဒီလိုလေးเนาะသူက illustration လေးလည်းပါတယ် illustration လေးနဲ့စာလေးနဲ့ပေါ့เนาะအဲ့လိုမျိုးလေးပါဆိုတော့ကလေးလေးတွေဒီပေါ့เนาะနားလည်လွယ်စေဖို့အတွက်ကိုစကားလုံးလေးတွေကိုသိချပြန်လဲစီစစ်ပြီးတော့ clay version ပေါ့เนาะ retold version လေးပြန်ရေးထားတဲ့စာအုပ်ကလေးတွေဖြစ်ပါတယ်ရှင်title 3မျိုးရှိပါတယ် Mansfield Park ရေနောက်ပြီးတော့Northanger Abbey ရေနောက်တစ်ခုက Sense and Sensibility ဆိုပြီးတော့3ခုရှိပါတယ်ရှင်လို့ကျနေဆိုရင်မြန်မာဝေစင်နာမှာဝယ်ယူအားပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်